ဟိုလေဖူးတို့ဘယ်တော့ဒီလိုလောက်ကြမှာလဲ ဒီလို ငါမွေးပြမယ် ခြေသူတင်လိုက်တာညမလေးရဲ့ဖူလေးကိုတကယ်ချစ်ပါတယ်လို့ အော်တင်လိုက်တယ်ကိုရေဖူးကြတယ်လို့ဆက်ပြောပါအောင်နော် ဖူလေးကိုတကယ်ချစ်ပါတယ်လို့ အော်တင်လိုက်တယ်ကိုရေဆက်တယ်လို့ဆက်ပြောပါအောင် ချစ်တယ် နော် ချစ်တယ်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 ကဲလာပြီလား ကိုကလည်းတကယ်ချစ်လာလို့မေးကြည့်ရဟောင်း ချစ်ပါတယ်ဖူရဲ့ဟိုဖူကိုချစ်လုံးလို့တာလေဟိုကိုရဲ့ယောက်ျားတိတ်ခါနဲ့မာနကိုခွာချပြီးအဖြေပေးလိုက်ရတာဟိုကိုအချစ်ကိုတော့အထင်သေးမသွားပါနဲ့နော် อ๋อတင်သေးပါဘူးကိုရဲ့ဖူးကလေအိမ်မက်မက်နေတယ်လို့တော့ထင်တာကိုဖူးကိုအခုလိုမျိုးမြင်းမြင်းချစ်တယ်လို့ဖြစ်ဖြစ်မဲ့လို့ထင်တော့မထင်တော့ဘူး ဖူရဲ့ကိုဘွားတကယ်တော့ခဲမှန်မှုတဲ့စာတင်ငယ်ပါကိုနှလုံးသားမိမတယောက်ကြောင့်ကြေမှပြီးတေဆုံးခဲ့ရပြီအဲ့တေဆုံးနေတဲ့နှလုံးသားလေးကိုဖူကပြန်လဲရှင်သန်နိုးထလာအောင်အသက်သွင်းပေးမယ်လို့ယုံကြည်ပြီးအခုလိုမြန်မြန်ဆန်ဆန်ချစ်တယ်လို့အဖြေပေးလိုက်မိတာပါဒီမသိနဲ့နော် ဖူးကကိုရဲ့နှလုံးသားလေးအမြဲတမ်းရှင်သန်နေအောင်ကုသပေးပါပေါ့ ဝမ်းသာလိုက်တာဖူရဲ့ ကို ဟမ် ဖူးတို့ဘယ်တော့လောက်ကလေးယူကြမှာလဲ အနက်ဖန်တော့ယူလိုက်မယ်လေနှစ်ယောက်သုံးယောက်တစ်ခါတည်းယူလိုက်မယ် အော်မလို့ဟိုလေဖူးတို့ဘယ်တော့ဒီလိုလောက်ကြမှာလဲ ဒီလိုအဲ့ဒါဘာကြီးလဲ အမဘယ်တော့လောက်လက်ထက်ကြမှာလဲ ဩဘူးတော့ဘူးကြိုက်တဲ့ချိန်လက်ထက်ကိုကအစင်းနေမယ် ဟိုအဲ့လိုလို့ရှိရင်လေကိုနဲ့ဖူးနဲ့လက်ထက်တော့မှာဆိုတော့ဟိုကိုအခုလိုမျိုးကြီးပွားအောင်မြင်လာအောင်လေလှုပ်ဝက်ချက်လေအဲ့ဒါဖူးပြပြပါလား ပြုတ်ဝက်ချ